ဒီကနေ့တရားဟောချက်ရဲ့ခေါင်းစဉ်ကတော့နောင်တမရလျင်ပျက်စီးခြင်းသို့ရောက်မည်ဆိုတဲ့ခေါင်းစဉ်လေးဖြစ်ပါတယ်။နောင်တမရလျင်ပျက်စီးခြင်းသို့ရောက်မည်နောင်တရဖို့လို့တယ်။တမန်ကျမ်းစာကိုတေချာလေ့လာကြည့်မယ်ဆိုရင်ကနဦးစပြီးပတ္တိဇံဆရာယောဟန်တရားဟောတဲ့အခါမှာနောင်တရကြလောလူတွေကအပြစ်လည်းရှိတယ်အပြစ်လည်းလုပ်တယ်မှားလည်းမှားတယ်နောင်တမရခြင်းဘူးအပြစ်ကိုမစွန့်ခြင်းဘူးကိုလုံးနေတာကိုနေနေတဲ့ပုံစံမှန်းနေတယ်ကိုအဟုတ်ကြီးထင်နေကြတယ်အဲ့ဒီအခါမှာဘုရားသခင်ကသူ့ရဲ့လူတွေစေလွတ်ပြီးတော့မားနေပြီမိမိအပြစ်တွေကိုနောင်တရပါဆိုပြီးစပြီးတရားဟောရတယ်။ဒါကြောင့်ဧဝံဂေလိတရားရဲ့အစကဘယ်ကစလဲနောင်တရကြလို့နဲ့စတယ်။သခင်ယေရှုလည်းဧဝံဂေလိတရားစဟောတာဘာနဲ့စဟောလဲနောင်တရကြလို့ကောင်းငင်နိုင်ငံတည်လို့နေပြီတမန်တော်တွေသခင်ယေရှုခရစ်တော်အဖြစ်ခွဲခတ်မှတ်သားထားတဲ့တမန်တော်တွေလည်းစာပြီးတရားဟောတဲ့အခါဘာနဲ့စဟောလဲအထူးသဖြင့်ရှင်ပေါလုတတ်သိခံတဲ့အခါမှာကြားရတယ်သူစပြီးတရားဟောတဲ့အခါမှာနောင်တရကြလောဘာကြောင့်လဲနောင်တရဖို့လိုတယ်နောင်တမရရင်ပျက်စီးခြင်းတို့ရောက်မယ်နောင်တမရအဖြစ်တွေကိုမစွတ်ဒီတိုင်းပဲဆက်ပြီးတော့မှရေစုံမျောမယ်ဆိုအဆုံးမှာပျက်စီးခြင်းဖယားသခင်ဒဏ်ခတ်မှာဖြစ်တယ်လူတိုင်းရဲ့လုတ်သမျှအကျိုးအကြောင်းအဆိုးအကောင်းတွေကိုဖယားသခင်မှတ်ထားတယ်မှတ်ထားတဲ့အတိုင်းစီရင်မယ်အဲဒါကြောင့်နောင်တမရပဲနဲ့တည်သွားခဲ့သည်ရှိတော်ဒီလူဟာအပြစ်ဒဏ်စီရင်ခြင်းခံရမှာအဲဒါကြောင့်သခင်ယေရှုလည်းယုံကြည်သူတွေကိုမှာခဲ့တယ်တရားဟောတဲ့ခါမှာလည်းနောင်တရဖို့တရားဟောရမယ်ရှင်လုကာအခန်းကြီး24အငယ်40ခေါ်မှာခရစ်တော်၏အခွင့်အားဖြင့်နောင်တတရားနှင့်အပြစ်လွတ်ခြင်းတရားကိုယေရုရှလင်မြို့မှစသောလူမျိုးတကာတို့အားဟောပြောရမည်တင်တို့သည်လည်းဤအကြောင်းအရာတို့ဤတတ်သိဖြစ်ကြ၏သခင်ယေရှုတပည့်တော်တွေကိုမှားလိုက်ပြီသခင်ယေရှုခရစ်တော်ရဲ့အခွင့်နဲ့နောင်တတရားနံပါတ်1နောင်တရဖို့နောင်တရကြလို့ဆိုတဲ့တရားဟောရမယ်နောင်တတရားနဲ့အပြစ်လွတ်ခြင်းတရားနောင်တကြသခင်ယေရှုကိုယုံကြည်ကြအဲ့ဒီခါမှာအပြစ်လွတ်မယ်ဆိုတဲ့အပြစ်လွတ်ခြင်းတရားဟောခိုင်းတယ်နောင်တမရရင်အပြစ်လွတ်เสียအကြောင်းမရှိဘူးသူမနောင်တလည်းမရဘူးတောင်းလည်းမတောင်းမှန်ဘူးဆိုတော့ခွင့်လွတ်မဲ့သူကလည်းခွင့်လွတ်เสียအကြောင်းမရှိဘူးကိုလှုပ်ထားတဲ့အပြစ်ကိုသိတယ်နောင်တရတယ်ငါမှားတယ်ငါဖျားမကြိုက်တာတွေကိုလုံးမိတယ်အမိဝမ်းထဲကနေစပြီးမွေးလာကြတဲ့ကကျွန်တော်တို့အခုထိတီးကြီးနဲ့လှုပ်တဲ့အပြစ်တွေမသိဘဲနဲ့လှုပ်တဲ့အပြစ်တွေအများကြီးရှိတယ်အဲ့ဒီအပြစ်တွေအားလုံးအတွက်ဒဏ်ခံရမှာဖြစ်တယ်ဒဏ်မခံခြင်းရင်ဘုရားသခင်ကအခွင့်အရေးပေးထားတယ်နောင်တရပါတမန်တော်ဝတ္ထုအခန်းကြီး3အငယ်20တင်တို့အဖို့အလို့ငါခံထားတော်မူနှင့်သောယေရှုခရစ်ကိုစေလွတ်တော်မူမိအကြောင်းတင်တို့အပြစ်များကိုပြေစေခြင်းငါနောင်တရ၍စိတ်ပြောင်းလဲခြင်းသို့ရောက်ကြလော့ဒါကလည်းခုနသခင်ယေရှုမှာလိုက်ပြီလေယေရုရှလင်မြို့ကနေစပြီးသွားနောင်တတရားကိုဟောဆိုတော့အခုသူတို့ယေရုရှလင်မြို့ကနေစပြီးဒါကနားပြင်မှာတရားဟောနေပြီရှောလမုန်မင်းကြီးရဲ့ကနားပြင်မှာတမန်တော်တွေကတရားဟောနေပြီတင်တို့အပြစ်တွေကိုပြေစေဖို့နောင်တရပြီးစိတ်ပြောင်းလဲခြင်းတို့ရောက်ကြလော့အများကြီး
ပြောင်းလဲကြတယ်ရှင်ပေတရုတရားဟောတဲ့အခါမှာအများကြီးပြောင်းလဲကြတယ်နောင်တရကြတယ်မိမိတို့အပြစ်တွေကိုဖော်ပြတောင်းပန်စွန့်ပစ်ကြတယ်အဲ့ဒီခါမှာနောင်တရတဲ့အတွက်ပျက်စီးခြင်းတို့မရောက်ပဲအပြစ်လွတ်ခြင်းတို့ရောက်သွားကြတယ်အဲ့ဒါကြောင့်တမန်တော်တွေကိုဘုရားသခင်စေလွတ်တယ်နောင်တတရားကိုဟောနောင်တရရမယ်အပြစ်ပြေစေခြင်းကနောင်တရရမယ်ကိုအပြစ်တွေပြေစေဖို့ဘုရားရှိခိုးနောင်တစစ်မှန်တဲ့နောင်တဖြစ်ဖို့လိုတယ်အဲ့ဒါကြောင့်ဘုရားသခင်ကလူတိုင်းကိုနောင်တရဖို့အလိုရှိတယ်မိမိအသက်ရှင်စဉ်တိတ္တဆကလေးကအခုနလိုလှုပ်ခဲ့တဲ့အပြစ်တွေအားလုံးကိုမှားမိခဲ့တာတွေကိုမတောင်းပန်ရသေးတဲ့ဟာတွေအများကြီးဖះကိုမတောင်းပန်ရသေးတာတွေရှိတယ်ကိုမြင့်ပြစ်မှားထားတဲ့ပုံကိုယ်တွေကိုမတောင်းပန်ရသေးတာတွေအများကြီးပဲဘာကြောင့်မတောင်းပန်ရသေးတာလဲကိုမှန်တယ်ထင်တယ်မနှိမ်ချနိုင်ဘူးမတောင်းပန်နိုင်ဘူးနောင်တမရဘူးခိုင်မာတဲ့သဘောရှိတယ်မှားလဲမှားသေးတယ်ဝန်လဲမခံဘူးတောင်းပန်ခြင်းလည်းမရှိစွန့်ပစ်ခြင်းလည်းမရှိတဲ့အဲ့ဒီသဘောကိုနောင်တရပါနောင်တမရရင်တော့အဲ့ဒီအပြစ်နဲ့အလျောက်ဒဏ်ခံရမှာဖြစ်တယ်